ဒီနေ့မှာတော့လူတော်များများတဲ့ကန်တဝင်စောက်တရုတ်လို့ပြောလို့ရတဲ့ Your Money or Your Life စောက်ထဲကအကြောင်းအရာတွေကိုလေ့လာကြည့်ကြရအောင်တကယ်တော့လေဒီစောက်ကကျွန်တော်တို့ရဲ့ကိုယ်ပိုင်ငွေကြီးစီမံခန့်ခွဲမှုကိုရှုမြင်တဲ့ပုံစံကိုလုံးဝကိုပြုံးပြန်လန်းပစ်မဲ့အတွေးခေါ်တစ်တီကိုမိတ်ဆက်ပေးထားတာပါကဲဆက်လိုက်ကြရအောင်စာအုပ်ထဲမှာပါတဲ့တိုက်မေကွန်းတစ်ခုနဲ့ပဲအစာပြုကြည့်အောင်ကိုယ့်ရဲ့ငွေကြေးနဲ့ပတ်သက်ပြီးစိတ်ချမ်းသာမှုရှိရလားတဲ့ဒီမေကွန်းလေးကလေဒီအကြောင်းအရာတစ်ခုလုံးရဲ့အတန်းနှလုံးကိုတဲတဲတိုးမေးလိုက်တာနဲ့အတူတူပါပဲပထမဆုံးညီနဲ့ပြောချင်တာကတော့ငွေကြေးထောင်ချောက်ဆိုတဲ့အကြောင်းအရာပေါ့ဒါကပါဆိုလိုတာလေဆိုတော့တကယ်ကိုစိတ်ကျေနပ်မှုမရှိဘဲနဲ့အလုံးလုံးလိုက်ရတာလေးတွေတောင်းဖြုံးလိုက်နဲ့အဲ့ဒီလိုတန်တရားထဲမှာပိတ်မိနေတယ်လို့မျိုးခံစားရတာကိုပြောတာပါတခုခုတော့လွဲနေပြီဒါမှမဟုတ်ဘူးဆိုရင်ခံစားချက်မျိုးပေါ့လူတော်များများကြုံဘူးကြမှာပါဟုတ်ပါတယ်ဒီလမ်းဟောင်းကြီးပေါင်မှာရှောက်နေရတဲ့အခါဖြစ်တတ်တဲ့ခံစားချက်တွေကိုစာအုပ်ထဲမှာမေးခွန်းနဲ့ဖော်ပြထားတယ်ဥပမာမိသားစုတငယ်ချင်းတွေအတွက်အချိန်အလွန်လောက်ပေးနိုင်ရဲ့လားအလုတ်ကပြန်လာရင်တကယ်လန်းဆန်းတက်ကြွနေသေးရဲ့လားကိုလုံနေတဲ့လုတ်ကကိုတန်ဖိုးထားတဲ့အရာတွေနဲ့ကိုက်ညီရဲ့လားအဆုံးစုံပြောရရင်ကိုဘဝကတကယ်ရောပြည့်စုံနေရဲ့လားအဲ့ဒီမေးခွန်းတွေကလူတော်များများဟာသူတို့ရဲ့အလုတ်သုံးဆွဲမှုနဲ့ပျော်ရွှင်မှုတွေကြားမှာဟန်ချက်မညီပဲလွဲချွတ်နေတဲ့ဆိုတာကိုမိမောင်းထိုးပြနေတာပါပဲအများစုကချင်းမမီရတဲ့ပန်နယ်ကြီးစညွန်းတကူအတိုင်းလိုက်နေကြတယ်ဆိုလိုတာလားပိုတုံဖို့တော့ပိုရအောင်အလုပ်ပို့လို့ရမယ်ဆိုတဲ့တွေးပေါ့ဟုတ်ပါပြီအဲ့ဒါကိုပဲငွေကြေးထောင်ချောက်လို့ခေါ်တာပါလူများစုလိုက်နာနေကြပေမဲ့တကယ်စစ်ကျင်နေမှုမပေးနိုင်တဲ့တမားရုပ်ကြဘဝပုံစံတစ်ခုဖြစ်စာအုပ်ကထောက်ပြထားတာပါကဲအဲ့ဒီတော့ဒီလမ်းဟောင်းကြီးကနေဘယ်လိုယုံထွက်မလဲဒီစာအုပ်ကအဲ့ဒီလမ်းဟောင်းမြေပုံတစ်ခုလုံးကိုစိန်ခေါ်ပြီးကျွန်တော်တို့ရဲ့အထွေးခေါ်ကိုပြောင်းပြန်လာပြစ်မဲ့အကြီးကကြတဲ့ယူဆတစ်ခုကိုတင်ပြပါတယ်အဲ့ဒါကတော့ငွေကိုဘဝဖြစ်ပြန်လဲအသေးပဲအဖွင့်ဆိုခြင်းပါပဲစာအုပ်ရဲ့အဓိကယူဆကဘဝစွမ်းအင်တို့မဟုတ် life energy ပါဒါကဘာကိုပြောတာလဲဆိုတော့ဒီကဘာပေါ်မှာကျွန်တော်တို့အားလုံးပိုက်ဆိုင်ထားရဲ့အချိန်နဲ့စွမ်းအင်ဟာအကန့်အသတ်နဲ့ပါငွေဆိုတာကအဲ့ဒီအဖို့တန်တဲ့ဘဝစွမ်းအင်နဲ့လဲလှယ်ယူထားတဲ့အရာတစ်ခုမျှသာတည်တယ်လို့ဆိုပါတယ်ပြောရရင်ငွေကိုပိုက်ဆံလုံးမမြင်တော့ပဲကိုဘဝရဲ့နာရီတွေကိုယ့်ရဲ့အချိန်တွေနဲ့တိုက်ရိုက်လဲထားတယ်လို့ရှုမြင်လိုက်တာပါပဲအဲ့ဒီလိုရှုမြင်လိုက်ပြီဆိုရင်နောက်ဆက်တွဲမိခွန်းတစ်ခုထွက်လာပါတယ်ကိုယ့်ရဲ့တကယ်တနာရီလောက်ခကဘလောက်လဲဒါကတော်တော်လေးအရေးကြီးတဲ့မိခွန်းပါဘာလို့လဲဆိုတော့ငွေကြေးအတွက်ကိုယ့်ရဲ့အဖို့တန်ဘဝစွမ်းဟန်ဒီဘလောက်တောင်ပေးဆက်နေရလဲဆိုတာကိုပြန်ပြီးစဉ်းစားသုံးသပ်စေလိုပါပဲကဲအဲ့ဒီတကယ်တနာရီလောက်ခကိုဘလို့တွက်မလဲလွယ်ပါတယ်ပထမဆုံးကိုလစာကိုအခြေခံလိုက်ပါပြီးရဲ့အလုံးသွန်းလုံးပြန်အတွက်အချိန်နဲ့ကုန်ကြစိတ်တွေအလုံးနဲ့ဆိုင်တဲ့အဝတ်အဆောင်အစားတောက်စိတ်တွေနောက်ပြီးအလုံးချုံဖြစ်တဲ့စိတ်ဖြစ်စီမှုတွေဖြေဖြောက်ဖို့တုံးလိုက်ရတဲ့အချိန်နဲ့ငွေတွေကိုအကုန်နှုတ်ဖြစ်လိုက်ပါအဲ့ဒီလိုနှုတ်ပြီးမှကျန်တဲ့အသားတင်ဝင်ငွေကိုအလုံးအတွက်တကယ်ကုန်သွားတဲ့စုစုပေါင်းအချိန်နဲ့ပြန်စားလိုက်တဲ့အခါအန်အောစရာတွေးရမှာကတကယ်လောက်ခဟာကျွန်တော်တို့ထင်ထားတာတဲ့အများကြီးနင်းနေတတ်တာပါပဲโอเคကိုယ့်ရဲ့တကယ်လောက်ခကိုသိပြီငွေဆိုတာဘဝစွမ်းအင်နဲ့လဲထားတာဆိုတာကိုလည်းနားပဲသွားပြီဆိုရင်အဲ့ဒီငွေကြေးထောင်ချောက်ကနေလွတ်မြောက်ဖို့ပါဆက်လို့ရမလဲစာအုပ်ထဲမှာရှင်းလင်းပြီးလက်တွေ့ကျတဲ့လမ်းကြောင်းတစ်ခုကိုချပြထားပါတယ်အဲ့ဒါကတော့အဆင့်9ဆင့်ပါတဲ့လမ်းစဉ်ပါပဲဒီမှာဗန္ဒာရေးလွတ်လပ်မှုတော့အဆင့်9ဆင့်ကိုတွေ့နိုင်ပါတယ်အဆင့်1မှာအတိတ်ကငွေရေးကြီးကိစ္စတွေနဲ့ငင်းချမ်းရေးယူတာကနေစပြီးတော့ကိုယ့်ရဲ့ဘဝစွမ်းအင်ဝင်ငွေနဲ့အသုံးစရိတ်ကိုခြေတာခန္ဓာလာစဉ်စာရေးလောက်တာအဲ့ဒီကနေတဆင့်သုံးဆွဲမှုကိုရွှေ့ချဝင်ငွေကိုတိုးမြင့်ပြီးတော့နောက်ဆုံးမှယင်းနှိမ့်နှံမှုကနေတဆင့်ဗန္ဒာရေးလွတ်လပ်မှု FI ကိုရယူတဲ့အထိစနစ်တကျလိုက်နာကျင့်သုံးရမယ့်အစီအစဉ်တစ်ခုဖြစ်ပါတယ်ဒီအစီအစဉ်ကိုလိုက်နာလိုက်တဲ့အခါမှာအတွေးခေါ်ပိုက်မှာဘယ်လိုပြောင်းလဲသွားမလဲဆိုတာနှိုင်းရှင်ကြည့်ရအောင်နီလန်ဟောင်းကလာရဖို့အလုပ်လုပ်တယ်နီလန်တစ်ကတော့လွတ်လပ်မှုစီရဖို့အလုပ်လုပ်တာပါမတိစိတ်နဲ့သုံးဖြုံးနေလားကနေတိစိတ်နဲ့ကိုတန်ဖိုးထားမှုတွေနဲ့အညီသုံးဆွဲတတ်လာမယ်ပိုများများရဖို့ပဲအာယုံဆိုင်နေတာကနေလုံလောက်ပြီးဆိုတဲ့အတိကိုအာယုံဆိုင်လာမယ်နောက်ဆုံးအရေးကြီးဆုံးကအငိမ့်စားယူတဲ့ဆိုတာအသက်အရွယ်တစ်ခုမဟုတ်တော့ပဲဗန္ဒာရေးလွတ်လပ်မှုဆိုတဲ့ကိန်းဂဏန်းတစ်ခုဖြစ်သွားပါပြီတကယ့်ကို mindset shift ကြီးတစ်ခုပါပဲကဲအဲ့ဒီအဆင့်9ဆင့်ပါအစီအစဉ်ရဲ့အဆုံးစုံပန်းတိုင်ကပါလဲဘယ်ကိုသွားနေကြတာလဲအဲ့ဒါကတော့ဖြတ်ကျော်မှသုံးမဟုတ် crossover point ကိုရောက်ရှိဖို့ပါပဲဒါကတိကျတယ်ရှင်းလင်းတယ်သင်္ချာနီးကျတွက်လို့ရတဲ့လွတ်လပ်မှုရဲ့မှတ်တိုင်တစ်ခုပါဘန္ဒာရေးလွတ်လပ်မှု financial independence or FI ဆိုတာကိုဒီစာအုပ်ကရှင်းရှင်းလင်းလင်းအဓိပ္ပာယ်ဖွင့်ထားပါတယ်အဲ့ဒါကကိုယ့်ရဲ့ယင်းနှိမ့်မြုံနယ်မှုတွေကနေရတဲ့ဝင်ငွေကကိုယ့်ရဲ့နေထိုင်မှုစရိတ်တွေကိုထားဦးစဉ်ပုံလွှမ်းနိုင်တော့တဲ့အမှတ်တစ်ခုပါပဲဆိုလိုတာကငွေအတွက်အလုပ်လုပ်စရာမလိုတော့တဲ့အခြေအနေပေါ့ဒါဟာအဆုံးမရှိချမ်းသာဖို့မဟုတ်ပါဘူး
ငွေအတွက်ကိုယ့်ရဲ့အဖို့တန်ဘွားစွမ်းအင်ကိုပေးဆက်စရာမလိုတော့တဲ့တကယ်လွတ်လပ်ခြင်းကိုဆိုလိုတာပါ အဲ့ဒီ mat ကိုပဲဖြစ်ကြော် mat သို့မဟုတ် crossover point လို့ခေါ်တာပါဒါဟာကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုကနေရတဲ့လက်စင်ဝင်ငွေကကိုယ့်ရဲ့စုစုပေါင်းလက်စင်အသုံးစရိတ်ကိုကျော်လွန်သွားတဲ့အခိုက်အတန့်လေးပါပဲအဲ့ဒီ mat ကိုရောက်သွားပြီဆိုတာနဲ့အလုံးလုံးချင်းဟာမဖြစ်မနေလုပ်ရမယ့်အရာမဟုတ်တော့ပဲကိုယ့်ရဲ့ရွေးချယ်မှုတစ်ခုပဲဖြစ်သွားပါတော့တယ် ဟုတ်ပါတယ်အစီအစဉ်တစ်ခုလုံးရဲ့ပန်းတိုင်ကအဲ့ဒီလွတ်လပ်မှုမတိုင်ကိုအမြန်ဆုံးရောက်ရှိဖို့ပါပဲဒါကပဲ Your Money Your Life စာအုပ်ရဲ့အဓိကပေးခြင်းတဲ့ message ပါ ဒါပေမဲ့ဒီနေရာမှာမင်းစရာရှိလာတယ်ဘဏ္ဍာရေးလွတ်လပ်မှုရပြီးပါဆက်လုံးပါလေလုံလုံချင်းဆိုတာတကယ်တော့ပါလေဒီခီးရဲ့တကယ်စုလားတကယ်ရွေရဲ့ချက်ကဘဏ္ဍာရေးတစ်ခုတည်းမဟုတ်ပဲအတွေ့အခေါ်ပိုင်းဆိုင်ရာမှာလည်းအများကြီးရှိနေပါတယ်ဒီစာအုပ်မှာပြောထားတဲ့ပုံဥပမာလေးတစ်ခုရှိပါတယ်ပန်းတိုင်ကအမောင်ထဲကဘီလီယံနာတယောက်လိုပိတ်ဆန်တွေအများကြီးနဲ့တယောက်တည်းဖြစ်နေဖို့မဟုတ်ပါဘူးတဲ့တကယ်ပန်းတိုင်ကစိတ်လက်ပေါ့ပါတယ်တီထွင်ဖန်တီးနိုင်စွမ်းဖြစ်တဲ့ပြီးတော့ငွေရေးကြေးတော်ဘရော့မှစိတ်ပူစရာမလိုတော့တဲ့လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်လာဖို့ပါပဲအဒီပဲရှိတဲ့ဘဝကိုနေထိုင်နိုင်ဖို့ပေါ့ဒီအကြောင်းကို Mr. Many Mustache ရဲ့စကားနဲ့ဆိုရင်ပိုရှင်းသွားပါလိမ့်မယ်သူကဘာပြောလဲဆိုတော့လူသားအလုံးအတွက်စမတ်နဲ့ပျော်ရွှင်မှုခလုတ်အနေငယ်ပဲရှိတယ်အဲ့ဒါတွေကတော့ခင်မင်းရင်းနှီးမှုကြားမရဲ့လူမှုအတိုင်းဝိုင်းကိုယ့်ရဲ့တီထွင်ကြံဆောင်မှုနဲ့စင်ခေါ်မှုတွေကိုကြော်လွှားနိုင်တာပြီးတော့ကိုယ့်ဘဝကိုထင်းချုံနိုင်တယ်လို့ခံစားရတာဒီတော့အခြေကချက်ဒီပါပဲတဲ့ဆိုတော့ကငွေဆိုတာဒီအရာတွေကိုရရှိဖို့အတွက်ထူးတစ်ခုသာဖြစ်ပါတယ်ကဲအဆုံးသတ်အနေနဲ့အာယုကိုပြန်စဉ်းစားကြည့်စေချင်တဲ့မိခုံလေးတစ်ခုနဲ့ပဲညီကုန်းချုပ်ပါစီတကယ်လို့များငွေအတွက်ကိုယ့်ရဲ့ဘဝစွမ်းအင်ကိုလဲလွယ်စရာမလိုတော့မှုဆိုရင်ကိုယ့်ရဲ့ဘဝနဲ့ဘာဒီလို့မလဲကိုယ့်ရဲ့အဖို့တာအချိန်တွေကိုဘယ်လိုအသုံးချမလဲဒါကပဲဒီအကျုံးရတစ်ခုလုံးရဲ့အထက်ကခါနိုတီပြီးလူတိုင်းကိုယ့်ကိုယ်ကိုပြန်မရနိုင်မိခုံတစ်ခုပါပဲ